အခုကတော့စမ်းစီတို့ N2 ဆိုမှN2 ပဲပြောနေရပဲ N3 ဆိုမှတုံးမဲ့ဘွန်ဘိုရဲ့တို့အခန်း2ရဲ့4ရဲ့မြောင်နေဖြစ်ပါတယ်အဲ့တော့အခန်း2ရဲ့4ရဲ့မြောင်နေမှာတိုယူအဲ့တော့ခီမူရာဆန်တိုယူဟီတိုခီမူရာဆန်လို့ဆိုတဲ့လူနောင်တိုယူနောင်လို့ဆိုတဲ့နောင်ဒါပေမဲ့နောင်တိုယူနောင်ဆိုပြီးတော့ကြံ့ရင်ရမှာမဟုတ်အဲ့တော့ခီမူရာဆန်တိုယူဟီတိုခီမူရာဆန်လို့ဆိုတဲ့လူခီမူရာဆန်တိုယူဟီတိုခီမူရာဆန်လို့ဆိုတဲ့လူ၅ခေါက်ပြောပါမယ်အဲ့တော့ ribbon လေးတွေကိုစမ်းစစ်ဖတ်ပြပါမယ်။စာခီတဲ့ခီမူရာဆန်တိုယူဟီတိုခါရတဲ့ဒန်ဝါကအာရီမတ်စတာရောတဲ့ခုနတုန်းကခီမူရာဆန်လို့ဆိုတဲ့လူစီကနေဖုန်းကလာခဲ့တယ်နေ။နောက်တစ်ခုကခိုရဲဝါတဲ့နီဟွန်နိုဂါခီတဲ့ဂျပန်ရဲ့ဒူရီယာထဲမှာရှာကူဟာရာတိုယူမိုနိုတဲ့ရှာကူဟာရာလို့ဆိုတဲ့အရာဖြစ်ပါတယ်တဲ့။နောက်တစ်ခုကအိုခါနဲကအာရီမတ်အိုခါနဲဝါအီရီမဆန်ပတ်စံကမလိုအပ်ပါဘူးမူလျောတိုယူခိုတိုဒက်အလက်ကားလို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တဲ့နည်းနည်းလေးမြန်ကောင်းတော့မြန်နေမယ်เนาะဒါပေမဲ့လေအချိန်တို့အတွင်းမှာစစရစာရကျင်တာအဲ့တို့ကြောင့်မလို့ grammar pattern တွေလည်းအရှိတွေမပြောဘူးချုပ်နေအဓိက grammar pattern တွေခေါင်းထဲမှာကြံဖို့အဓိကအကုန်လုံးကမင်းနာဆန်တို့ကတခြားစမ်းစီတွေဒါဘယ်စမ်းစီမှာစော်ကားလို့ခြင်းမရှိဘူးတို့တင်နေဒါပေမဲ့တင်လိုက်တုံးမှာပဲစာကဟိုဥစားဖြစ်တယ်ပေါ့နော်တင်လိုက်တုံးမှာအတန်းထဲမှာစာကတိတယ်အပြင်ရောက်လို့ရှိရင်အဲ့ဒီ grammar pattern တွေကလေ N3 တို့ N2 တို့ကပါမလာတော့ဘူးအိမ်ပြန်ရောက်ရင်လုံးဝအစိမ့်သက်သက်ဖြစ်တယ်စာအုပ်ထဲမှာစာတွေအများကြီးမှတ်ထားတယ်ခေါင်းထဲမှာမကြမ်းဘူးစမ်းစေးကဟိုကိုယ့်ရဲ့ဆရာတွေအများကြီးပါပဲစမ်းစေးရမင်းတို့ CIC ဆရာတို့နော်အကုန်လုံးဒီလေကိုယ့်ရဲ့တင်ဆရာမြင်ဆရာကြားဆရာတွေကိုလည်းအကုန်လုံးကိုလည်း credit ပေးပါတယ်ပေါ့နော်ကိုတိုင်ကလည်း N3 ရဲ့ N3 N2 ကိုself study လုပ်ပြီးတော့အောင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလည်းပေါ့နော်ကိုယ့်ရဲ့ကလေးတွေចောင်းသားတွေကိုလည်းလွယ်ကူကူအချိန်တိုအတွင်းမှာစာအုပ်ခေါင်းထဲရောက်စေချင်တာပေါ့နော်ကဲစကားမပြောတော့ဘူးဒေချေခါမဲတိုယူနော်ဝါတဲ့တိုယူနော်ဝါရှေ့ကအတိုကောက်နောက်ကအရှေကောက်လို့ပြောမယ်ဒေချေခါမဲတိုယူနော်ဝါရှေ့ကအတိုကောက်နောက်ကအရှေကောက်ဒေချေခါမဲတိုယူနော်ဝါရှေ့ကအတိုကောက်နောက်ကအရှေကောက်ဒေချေခါမဲတိုယူနော်ဝါရှေ့ကအတိုကောက်နောက်ကအရှေကောက်ဒေချေခါမဲတိုယူနော်ဝါရှေ့ကအတိုကောက်နောက်ကအရှေကောက်ဒေချေခါမဲတိုယူနော်ဝါရှေ့ကအတိုကောက်နောက်ကအရှေကောက်လာရှင်းမယ်ဒေချေခါမဲတိုယူနော်ဝါတဲ့ဒေချီတာရုခါမဲတာဟိုတဲ့မီချီခါခုရှိတာအီခါတာဒက်ဒေချေခါမဲလို့ဆိုတာကတဲ့ဒေချီတာရုကင်မရာရဲ့တဲ့အတိုကောက်ပြောပုံပြောနီးတဲ့ तू ကအတိုကောက် तू ကအရှေကောက်ရှေ့ကအတိုကောက်နောက်ကအရှေကောက်အဲ့တော့ဒန်းရှာတဲ့ခခုတဲဤတဲယူနော်ဝါတိုယူနော်ဝါနဲ့တဲယူနော်ဝါအတူတူပဲတဲယူနော်ဝါဒီအပျော်ဟုတ်တယ်နော်ဒီဆိုင်းလေးတွေကိုကြည့်တတ်ရမယ်နော်ဒါလေးဆိုရင်အဲ့မှာချူဤလိုမျိုးနော်အဲ့တော့တဲယူနော်ဝါတဲ့နန်းတော့ခုတ်တိုတက်စကားတဲ့ယထာမာတဲ့ခခုတဲဤလို့ဆိုတာကဘလို့အရာလဲဆိုတော့ခခုအခီတဲဤရှာစုရုဒန်းရှာနော်ခုတ်တိုတက်ခခုအခီဆိုတာဘူဒါတိုင်းတဲဤရှာယနာတာဘူဒါတိုင်းယနာတဲ့ယထာလို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တဲ့အဲ့တော့ရမယ်နော်နောက်တစ်ခုကခိကိုခုစုရုတိုယူနော်ဝါဟွန်တိုဒက်စကားတဲ့တိုင်းပြည်ကိုပြန်မယ်လို့ဆိုတာကတကယ်လားတဲ့တိုယူနော်ဝါတိုယူကလို့ဆိုတာနော်ဝါဒါကလို့ဆိုတာကဒါပဲနော်တိုယူနော်ဝါဟွန်တိုဒက်စကားဒီမှာကျတော့ rain san ကတဲ့ခိကိုခုစုရုတိုယူနော်ခီတဲ့အိုတိုရောခီမာစတာ rain san ကတိုင်းပြည်ကိုပြန်မယ်လို့ဆိုတာကိုကြားပြီးတော့လန်သွားခဲ့တယ်တဲ့နောက်တစ်ခုကခွန်နာနီအဲ့လောက်ထိတောင်မှရောခုချီကိုခုစုရုတိုယူနော်ဝအဲ့လောက်ထိတောင်မှနောက်ကျတယ်လို့ဆိုတာကတဲ့မွန်တိုင်းတဲ့ရောတဲ့ပြဿနာပဲလေတဲ့ဒါနာခဆန်ကဣရှာတိုယူနော်ကိုဒါနာခဆန်ကဣရှာလို့ဆိုတာဆရာဝင်လို့ဆိုတာကိုရှီရာနာခတာမသိခဲ့ဘူးဟိုဒီမှာလဲတိုယူနော်ဝဒါတော့ဒါလဲတိုယူနော်ဝဒီကလဲတိုယူနော်ဒီကတော့တိုယူနော်ပဲပေါ့နော်ဝကတော့မပါလဲပါတယ်မပါတော့တိုယူခို့တိုနော်အတိအကျကြီးတော့ဟိုနေပြတော့ဆိုတော့အခြေအနေကကျတော့နှစ်မျိုးဖြစ်သွားတာပေါ့ကွယ်ဒီမှာအရှိကအတိုကောင်းနောက်ကအရှေကောင်းနဲ့ဒီတိုင်းလို့ဆိုတာကဆိုပြီးဘာသာပြန်တာနဲ့နှစ်ခုဖြစ်သွားတာအဲ့တော့ပြန်ပြောမယ်ခီမူရာဆန်တိုယူဟီတိုခီမူရာဆန်လို့ဆိုတယ်လို့ဒေဂျေခါမဲတိုယူနော်ဝအရှိကအတိုကောင်းနောက်ကအရှေကောင်းခိကိုခုစုရုတိုယူနော်ဝဟွန်တိုတက်စကအတိုင်းမျိုးကိုပြန်မယ်ဆိုတာကတကယ်လားအဲ့တော့အရှိကဟာကိုပြန်ပြောမယ်ဘာခါရီယာကြီးပဲဘာတွေကြီးပဲလဲမကောင်းတာတွေကြီးပဲဒါခဲရှိကအမလွယ်ပြီးတော့နောက်ကအငင်းလိုက်မယ်ဟီရာဂါနာစာရဲ့ဟီရာဂါနာတောင်မှမရေးနိုင်ဘူးခိုဆိုအာစတာကိုမနေ့ပြန်ဆိုရင်တော့စာလေးလာရ
မယ်ချစ်လို့သာလင်းဆူရခြင်းဖြစ်တယ်နောက်တစ်ခုကနိခန်စတဲနဲ့နိဆွီတဲ့နောက်နိခန်စတဲနောက်နိဆွီတဲ့နောက်နှစ်ပတ်သက်ပြီးအရေးနဲ့အပျော်နောက်တစ်ခုကတန်ခီရောဟိုနီရောတယ်ပါမိုးလေဝသကြီးညာချက်အရာနောက်တော့နောက်နိရောတဲ့နောင်ချောင်းဖြစ်နောက်မော်မူတီမတူခွဲပြားနောင်အားဖြင့်လှုပ်ဆောင်ခြင်းခံရနောက်တစ်ခုကကြတော့ adjective ကိုစတွေမိတွေပေါင်းရင်နောင်ဖြစ်တဲ့အပြင်ပိုင်းဆိုရင်စပေါင်းတယ်အတွင်းပိုင်းဆိုရင်မိပေါင်းတယ် test တော့နော်ခုတ်တော့စာမေးပွဲကိစ္စနော်ကနော်ဝနော်ဝကိုယ့်ကိုအရှိတွေကိုပြန်ပြီးတော့မှတ်ပြီးကြက်မယ်ခိမူရာဆန်တိုယူဟီတိုခိမူရာဆန်လို့ဆိုတဲ့လူဒေဂျခါမဲတိုယူနော်ဝါရှေ့ကအတူကောင်းနောက်ကအရှေ့ကောင်းနောက်ပြီးလို့ရှင်တို့ခိကိုခုစုရုနော်ဝတိုယူနော်ဝဟွန်တိုတက်စကတိုင်းပြည်ကိုပြန်မယ်ဆိုတာကတကယ်လား